အဲ့ဒီကောင်မလေးကထမင်းနှစ်ပွဲကိုကင်လာပြီးတော့သူ့ရေးစားကိုလုံးဝဂရုမစိုက်ပဲသူ့ရေးစားရဲ့ပြိုင်ဘက်စီကိုတပွဲသွားပေးလိုက်တာဟိုပြိုင်ဘက်ကလည်းအံ့ဩသွားပေမဲ့ချက်ချင်းပဲလိုက်လုပ်ပြီးဟင်းကတကယ်စားလို့ကောင်းတယ်ဆိုပြီးသူ့ရေးစားကိုရန်ဆက်လိုက်တာပေါ့အဲ့တော့ရေးစားဖြစ်သူကဒေါသထွက်ပြီးဘာသဘောလဲလို့မေးတော့ကောင်မလေးကမင်းငါထမင်းကတ်ကိုအလကားတုံးနေတာ3နှစ်တောင်ရှိပြီအခုအဲ့ဒါတွေအကုန်ပြန်ဆက်လို့ပြောလိုက်တယ်တကယ်တော့အဲ့ဒီကောင်မလေးကအတိတ်ဘဝကအမတ်တရတွေနဲ့ပြန်ဝင်စားလာတာပါအရင်ဘဝတုန်းကတော့သူကသူ့ရေးစားရဲ့အနာဂတ်အတွက်ရှိသမျှအကုန်ပုံအော်ပေးခဲ့တာလေမိဘတွေရဲ့စီးစိမ်အကုန်လုံးကိုသူ့အတွက်သုံးခဲ့လို့နောက်ဆုံးမှမိဘတွေတောင်စိတ်ဆင်းရဲပြီးဆုံးသွားခဲ့ရတယ်အဲ့ဒီကောင်ကနမဲကြီးလူငယ်တယောက်ဖြစ်လာပြီးကျောင်းမှာဟောပြောပွဲတောင်လာလုပ်ရတဲ့အထိအောင်မြင်သွားတာပေါ့ကောင်မလေးကတော့သူ့ပိတ်ဆက်ခဲ့သမျှအတွက်မိဘတွေရဲ့နာရီစရိတ်လီလာလောက်ပဲပြန်တောင်းခဲ့တာကိုအဲ့ဒီကောင်ကဒေါသထွက်ပြီးမင်းကမိဘအမွေတွေကိုဖြုံးတီးပစ်လို့မိဘတွေတေးရတာဆိုပြီးလူပုံအလဲမှာပြန်ဆွဆွဲခဲ့တာအဲ့ဒီအချိန်ကျမှအဲ့ဒီကောင်ကတကယ်လူယုံမဆိုတာကိုသူသိသွားတော့တယ်ဒါနဲ့ခေါင်းမပတော့တွတ်ပြီးအဲ့ဒီကောင်နဲ့ပတ်သက်သမျှအကုန်ရှုပ်ပစ်လိုက်တာပေါ့သူစိတ်သက်တွေအောက်ဆုံးထိရောက်နေတဲ့အချိန်မှာသူ့ရီးစားရဲ့ပြိုင်ဘက်ကောင်လေးကရောက်လာခဲ့တယ်ကောင်မလေးကအတိတ်ကိုပြန်သတိရလိုက်တာကသူ့အရင်ဘဝမှာစေးရုံတက်ရတော့ကစေးဖို့တွေအကုန်ပေးခဲ့တာအဲ့ဒီပြိုင်ဘက်ကောင်လေးပဲဆိုတာကိုပေါ့ဒါနဲ့သူကနောက်တစ်ခါအခွင့်ရေးတာရခဲ့ရင်လူမားပြီးမချစ်တော့ဘူးလို့ကြိမ်ဆိုလိုက်တယ်ချက်ချင်းပဲသူကအထက်တန်းကျောင်းတုန်းကစာမေးပွဲဖြေတဲ့နေ့ကိုပြန်ရောက်သွားတယ်သူဘာမှမလုပ်ရသေးခင်မှာပဲသူ့ရီးစားကစာခိုးချက်ကိုစာရွက်လေးလာပေးတယ်အရင်ဘဝတုန်းကတော့သူကရီးစားစစ်သူကိုကူညီပြီးစာခိုးချက်ပေးလို့ဆ iam မမိသွားတဲ့အခါရီးစားကိုအပြစ်မဖြစ်စေချင်လို့သူကိုယ်တိုင်အပြစ်ခံယူလိုက်တာကြောင့်တကြောင်လုံးရဲ့လောင်ပြောင်းတာကိုခံပေးရဘူးတဲ့ဒီတခါတော့သူကမကူညီတော့ပဲဆ iam မကိုတိုက်ရိုက်တိုက်လိုက်တယ်ဒါပေမဲ့အတန်းဖော်တွေကအဲ့ဒီကောင်ကိုစားတော်တယ်လို့ထင်နေကြတော့နင်းကသူ့ထက်တော်လို့လားဆိုပြီးဖြစ်လာကြတာပေါ့အဲ့ဒါနဲ့ကောင်မလေးကအခုချက်ချင်းစိန်ခေါ်ဖြေမယ်လို့ပြောလိုက်တယ်ဆ iam မကလည်းမတင်ရသေးတဲ့သင်္ချာပုတ်စာတစ်ခုကိုပေးလိုက်ကြအဲ့ဒီကောင်ကကောင်မလေးမဖြေနိုင်ဘူးလို့ထင်နေပေမဲ့ကောင်မလေးကနီးလန်း3มือတောင်တုံးပြီးလွယ်လွယ်လေးဖြေပြလိုက်တယ်ဒါကိုမြင်တော့အတန်းဖော်တွေလည်းအံ့ဩသွားကြတာပေါ့အဲ့ဒီအချိန်မှာပဲအဲ့ဒီကောင်ရဲ့စာခိုးချတဲ့စာရွက်ကအောက်ကိုကျသွားပြီးအားလုံးတည်သွားကြတာအဲ့ဒီကောင်လည်းလူကြားတဲ့အဆက်ကွဲပြီးဆရာကြီးရုံးခန်းကိုခေါ်သွားခံလိုက်ရတယ်အဲ့ဒီလူယုံမှာအထိုက်အလျောက်ခံရတာကိုမြင်တော့မှကောင်မလေးကကျေနပ်သွားတယ်နောက်တော့အတိတ်ဘဝကကျေးဇူးကိုဆက်ဖို့အတွက်ဟိုပြိုင်ဘက်ကောင်လေးစီတွားပြီးစာပြပေးမယ်လို့ကမ်းလှမ်းလိုက်တယ်ကောင်လေးကနင်းရီးစားကောလို့မေးတော့သူကလူယုံမှာအတွက်အချိန်မဖုံးတော့ဘူးနင်းကိုပဲစာပြပေးမယ်လို့ပြောလိုက်တယ်နောက်ပြီးနှစ်ပတ်အကြာမှာကျင်းပမယ်တင်ချပြိုင်ပွဲကိုအတူတူဝင်ပြိုင်ဖို့လေးတိုင်ပင်လိုက်ကြတယ်ဒါပေမဲ့ပြိုင်ပွဲစီးရင်တင်းတဲ့နေ့မှာသူ့ရီးစားဟောင်းကရောက်ပြေးလွာကိုလူတီပြိုင်ပွဲကနေနှုတ်ထွက်ဖို့အတင်းတောင်းဆိုတာပေါ့အရင်ဘဝတုန်းကလည်းသူ့ပြိုင်ပွဲမဝင်နိုင်ဖို့အင်္ဂါထဲမှာပိတ်လောင်ထားတာကိုသူသတိရသွားတယ်ဒါနဲ့သူကအရင်ဘဝလိုထပ်မခစ်အောင်အလိုက်တင်းပဲသဘောတူတယ်လို့ဟန်ဆောင်ပြီးရောက်ပြေးလွာကိုမျက်စိရှိမှပဲစုပ်ပြစ်ပြလိုက်တယ်ဒါပေမဲ့တကယ်တိုင်းကျတော့သူကဆ iam မစီကိုရောက်ပြေးလွာတခုထပ်တင်လိုက်တာပါ